Hello အားလုံးပဲမင်္ဂလာပါဒီနေ့ချစ်မိုင်မှာစိုက်ရဲ့မောင်းထားလေးကို vlog တင်ပေးလိုက်မယ်နော်vlog တက်ခေါ်သွားချင်တာပေါ့နော်မလန်းလေးတွေကမြင်တဲ့အတိုင်းပဲလှပြီး quick cup လေးတွေများလှပါတယ်ဂုံးစင်းလေးတွေလှပါတယ်ချစ်မိုင်မှာစိုက်ရဲ့မောင်းမဲ့ဆိုရင်တော့ဒီစိုက်ရဲ့အငယ်မကျွမ်းအောင်စိုက်ရဲ့နိုင်နေဖို့လို့တော့ပုံမှန်ဂုံးစင်းလေးရှိတယ်လမ်းနဲ့လည်း quick cup ရှိတယ်ဆိုတော့လေဒါတော့ဇူလိုင်မောင်းထားတဲ့ဗီဒီယိုပါနောက်ကတငယ်ချင်းမလေးကရိုက်ပေးထားတာပေါ့နော်သူကအဲ့လိုမျိုးဇူလိုင်မောင်းနေတော့လောင်းမှာအာရုံစိုက်ရတယ်ဘီကန်ရှုပ်ပင်တွေမကြည့်ခဲ့ရအောင်ဆိုတော့တငယ်ချင်းကတေချာရိုက်ပေးပြီးတော့ဗီဒီယိုပေးလိုက်တာနေပြသွားပြီးချင်းပိုင်မှာစိုက်ကမောင်းမယ်ဆိုရင်တော့အခုဆိုရင်တော့ဒီဧပြီလဆိုအရင်ပူပါတယ်နည်းနည်းမိုးတွင်းဆိုလည်းအနေများတဲ့အတွက်စာအုပ်လေးတော့မှတာကောက်ပါတယ်ရှင်အေးလေးနဲ့မောက်လို့ကောက်တယ်လမ်းတွေကတော့မြင်တဲ့အတိုင်းကောက်ပါတယ်လောကအဆင်ပြေပါတယ်လမ်းတွေကတော့စိုက်ကကတော့ break ကောက်ဖို့တော့လိုတယ်စိုက်ကဆက်ပစ္စည်းကောက်ဖို့တော့လိုတယ်ချင်းမိုင်မှာစိုက်ကငှားလို့ရနော်စိုက်ကငှားတဲ့ခါကျရင် passport ဒါမှမဟုတ် driving license ပြတာတချို့ကdeposit စိတ်ရပေးထားတာဆိုရင်စိုက်ကရပါတယ်ရှင်ဒါကကြတော့လမ်းမှာဆင်းခဲ့တဲ့တောင်မောဆင်းခဲ့တဲ့ view လေးပါရှင်အရန်လှပါတယ်နေလို့ရာသီဥတုလည်းလှတယ်ဆိုတော့လေလှကျမတို့စိုက်ကမောင်းနဲ့သွားခဲ့တဲ့လမ်းမှာတွေ့တဲ့စခန်းဝင်ခဲ့တာစင်စခန်းမှာစင်သားမိရေချိုးနေတာတွေ့လို့မိသားစုဥစ္စာလေးရိုက်ခဲ့တယ်စင်ကလေးရေနဲ့နေတာသူ့မိသွားခဲ့တာအဲ့ပါသူ့မိသွားခဲ့နေတယ်စင်ကလေးကရေစီးနဲ့မျောပါနေတာသွားခဲ့နေတာပါရှင်ကဲလာပြီသူ့အမေနဲ့တူတူရေချိုးနေတာဒါကကျမတို့လမ်းမှာသွားရင်းနဲ့တွေ့ခဲ့တဲ့စင်စကန်စင်စာလည်းချိုးလို့ရတယ်ဒီစင်နေရေချိုးနေတာလည်းချိခဲ့လို့ရပါတယ်ရှင်ဒါကကြတော့ဒုတိယတစ်ခါဖောက်သွားစီးတာပါအရန်ကိုအေးချမ်းနဲ့ပုံမှန်ပြပါတဲ့အတိုင်းရေလည်းအေးပါတယ်အောက်ပိုင်းလို့ဆိုတကူလုံးအေးနာပါအမျိုးအေးဆက်ပြီးတော့အဖျားတက်နေတာမျိုးမဟုတ်ပဲねအေးစစ်စစ်လေးနေလို့ကောက်တဲ့နေရာလေးလိုမျိုးပေါ့နော်ဒီမှာဇူလိုင်တို့တငယ်ချင်းနဲ့နောက်မှာကျန်ခဲ့ပြီစင်ကလေးရေချိုးတာစင်ကလေးကိုနေရွက်မှာခြီပြီးတော့ကျိုးလေးခြီပြီးတော့ခေါ်ခဲ့တာနော်လက်ဘဲမှာမဟုတ်ဘူးနေရွက်မှာခလေးကိုခေါ်ခဲ့တာပါမချရေတွေရစီဒီမှာကစမိသားစုပါဒါကကြတမိသားစုပေါ့နော်ရေချိုးနေတာစင်အထီးလေးကဒီဘက်ချက်မှာဘာတွေလုပ်နေလဲတော့မသိဘူးဒါတော့ချင်းမိုင်ရဲ့နေရာပါဒါလည်းချင်းမိုင်ပါပဲgiraffe တက်လေအုပ်မိသားစုတော့ပြဒါကတော့ခွာလာဟုတ်လားမသိဗီဒီယိုရှိမှစိုးတော့မထည့်တာအရှိမှဆိုသူအိတ်နေတာသူအိတ်ပုတ်ကြည့်တာနော်အဲ့လိုပဲတိုင်ကြီးကိုဖွက်ပြီးအိတ်နော်ပြောချင်တာကြတော့ချင်းမိုင်တော့လေလို့ကောက်ပါတယ်စိုက်ကယ်ဒီလည်းငှားရတယ်တိတ်ဆန်နေလည်းအများကြီးရှိပါတယ်ပြီးတဲ့ခါကျရင်ကိုက country life ကိုကြိုက်တယ်ဆိုချင်းမိုင်တွားလို့ကောင်းပါတယ်ရှင်အမ kangaroo တပိုက်ကောက်လေးတွေဒီမှာဒီအများကြီးရှိတယ်နော်ချင်းမိုင်မှာကအေးစစ်နေလို့ရတယ်မျိုးပြလို့မဟုတ်တော့အရန်ကောင်းတယ်ညမစာလေးတွေလည်းစားတော့ကောင်းတယ်ဈေးလည်းမမြောင်ချင်းမိုင်ကိုအလဲသွားဖို့အကြံဉာဏ်ပေးချင်ပါတယ်ရှင်တတာ